တကယ်တမ်းစိတ်ကိုဘာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်ဒါစိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်အကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်အဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးရင်သေခြင်းကိုသိတဲ့ဉာဏ်ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့တော့ဘုန်းဘုန်းတို့သေရလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်တတ္တဝါတိုင်းဟာသေမျိုးတွေတစ်ချိန်မှာသေရမှာဘယ်ချိန်သေရမယ်ဆိုတာတော့မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုန်းဘုန်းတို့သေကြရမှာအဲ့ဒီသေခြင်းတရားကိုဘုန်းဘုန်းတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ်ငါဟာသေလူတယောက်ဖြစ်တယ်ငါဘေးမှာရှိနေတဲ့လူတွေလည်းသေလူတွေပဲဖြစ်နေတဲ့တတ္တဝါတွေအားလုံးဟာသေကြမဲ့တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုန်းဘုန်းတို့ကစိတ်နဲ့မပြတ်ဘာလို့ပေးရမလို့တွေ့ပေးရမယ်သေခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေ့ပေးရမယ်တွေ့ပေးလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်တို့စိတ်ကလေးကတကယ်ရင်ကြီးမှာသူများဘယ်လောက်ပြောမရဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာမမွေ့လေအောင်ကောင်းမှုမှာပြောအောင်တကယ်အလုပ်ဖြစ်အောင်လုပ်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုသိရင်ကိုသိတဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်ကြည်ကြည်ကောင်းကောင်းမွန်မွန်လေးရှိအောင်ကြိုးစားရမယ်စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမမယ်ဘာရှိရမှာတော့သိရင်ကိုသိတဲ့ဉာဏ်ပညာတတ္တဝါတွေကိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံးတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဒီသေခြင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းအဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်အလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတရားဓမ္မတို့နားထဲမှာရှိပြီးသားပါဣဇေဝကိစ္စမာတဗံကောဇင်ညာမရဏံတုဝေနာဟိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်လိုက်ပါမနေ့ပြန်ကြမှာသေမယ်လို့ဘယ်သူသိနိုင်မလဲဘာလို့လဲဆိုတော့သေခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စစ်တီများစွာရှိတဲ့သေမင်းနဲ့ငါတို့တွေဘယ်ချိန်ကြမှာတွေ့ကြမယ်လို့ချိန်ချက်ထားတာမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မွန်မြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာမမောမှုအစဉ်စဉ်ချုပ်ပြီးတော့တကယ်ငြိမ်းအေးမှုချမ်းသာမှုအစစ်ကိုရဖို့အတွက်ဝိပဿနာလို့မဂ်ရင်၈ပါးလို့တတိပဋ္ဌာန်လို့ကိုဘုန်းဘုန်းတို့လုပ်ကြရမှာကိုအဲ့ဒီအလုပ်ကိုလုပ်ဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘယ်လိုပြောရတော့အခုပဲလုပ်လိုက်နော်မနေ့ပြန်ကြမှာ